Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ KP Creator ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့YouTuber ရင်းနဲ့ trade လို့ရတယ်ဆိုတော့မြန်မာ Creator ဆော့ရတယ်ဟိုးရင်တော့ကmod ကိုပြန်ပြီးဆော့ကြတော့ပဲဖြစ်ပါတယ်ဆိုတော့ဒါတော်တော်လေးကိုကြားနေပါတော့မြန်မာ Creator ဆော့တာဒါဘယ်လောက်ကြာလဲတော့မသိပါဘူးဘယ်နှစ်လောက်ကြာလဲကျွန်တော်မသိတော့ဆိုတော့ဒါပါကျွန်တော် channel လေးကို like subscribe လေးလုပ်ပြီးတော့ကြည့်လိုက်ကြရအောင် let's go ဒီလေးစခုတ်ကြမယ် okay ဒီကုန်မယ်ပဲဒီလေးစခုတ်လိုက်ကြရအောင် okay ကျွန်တော်တစ်ခုတ်ပြီးဆိုရင်တော့လိုအပ်တဲ့အလေးခရညကျွန်တော် Nikki ရှိမှာအာည trade လို့ရတယ်ဆိုပြီးတော့ကျွန်တော်မြန်မာ character video ကြည့်ဘူးပေါ့နော်ဆိုတော့ Nikki ရှိသွားလိုက်ကြရအောင်ကျွန်တော်တစ်သားနဲ့အာယုံနဲ့ trade လို့ရတယ်ဆိုတော့ဒါဟုတ်လားကြည့်ကြည့်အောင် okay Nikki ငါ့ကိုပေးမလားအာယုံလေးဟာတကယ်ပေးတယ်ဟာ oh my god okay trade မယ် okay အာယုံအာယုံတစ်စတက်ရောက်ပါနော်ဂိမ်းနဲ့ကျွန်တော်ခုမှစပြီးရောက်တာအာယုံတစ်စတက်ရောက်ပါထားလိုက်ပါတော့ okay ကျွန်တော်တစ်ခုတ်လိုက်ကြရအောင်တစ်ကရှိတော့ okay တစ်ခုတ်မယ် okay အားနည်းကျွန်တော်ရှိမှတစ်သုံးလုံးရှိသေးတယ် okay အဲ့ဒါရင်စုံလုပ်ကြည့်လိုက်ကြရအောင်okay ကျွန်တော်တို့အာယုံအာမပြေးစုံကိုရရှိပါပြီခင်ဗျာဆိုတော့ဘာလို့ဒီအော်ကျွန်တော် pick up နဲ့ crab မယ်ပြီးရင် h crab okay နော်ရပြီတော့မယ် let's go တော့ကြမယ်ကျွန်တော်ပါရှိမှကျွန်တော်တခု trade လို့ရရပါတော့ဘာလဲဆိုကြည့်ကြည့်အောင်ပါလေအော်ကျွန်တော်အသားပုံနဲ့ဟိုမှာ trade လို့ရတယ်ပါလေမိတော့မင်းneta right ဟုတ်တယ်ကျွန်တော် neta right trade လို့ရဟုတ်တယ်ကျွန်တော်ပါရှိမှ neta right trade လို့ရokay ကျွန်တော်ညရောင်ဆောင် okay ပြုံးမကြတော့ပါအောင်မလေးပြုတ်ကြရအေးပါကွာပြုံးမကြဘူးလို့ပြောနေမှာပြုတ်ကြokay ကျွန်တော်တို့ဘာလုပ်ကြရင်ကောင်းလဲညလည်းမရောက်သေးဘူးနော်ဆိုတော့ကျွန်တော်တို့ဘာလုပ်ရင်ကောင်းမလဲညလည်းမရောက်သေးဘူးဆိုတော့ရော့ပန်ဒီလေး grab အေးကုန်ပြီ60ရ okay ရညကိုရန်အပဲလေးစကောင်းဆိုတော့ကျွန်တော်အိမ်ဆောက်ရင်ကောင်းမလား okay ကျွန်တော်အိမ်ဆောက်ရင်ကောင်းမလားမသိဘူး okay ကျွန်တော်အိမ်ဆောက်မယ်အိမ်ဆောက်ဖို့ကျွန်တော်တစ်တရတော့သွားခေါ်ရမယ် okay ကျွန်တော်အိမ်ဆောက်မယ်တစ်တပါးရတော့ခေါ်မယ် screen A few moments later okay တစ်ကကျွန်တော်23ရရှိ live ဆိုတော့အိမ်လေးစဆောက်လိုက်ကြ okay ညရောက်ပြီ bro ရေကျွန်တော်အသားပုတ်ယူလို့ရတယ် okay သားပုတ်ယူလို့ရတယ်ဆိုတော့ဆိုမီရီမှာစပုံးသေးဘူးဆိုတော့ကျွန်တော်တို့ဒါလီထရွန်လို့ခေါ်လိုက်ရအောင်ဆိုမီရီတက်ရအောင်လို့ဒါလီထရွန် okay ကျွန်တော်ဒါအယုံဒါထရွန်ရပြီဆိုတော့ကျွန်တော်ဆိုမီရီအောင်မယ်ဆိုပြီးစပုံးလိုက်ကျွန်တော်တို့တမ် let's go ဆိုမီရီရှိသွားမယ်အောင်လေးဟာ okay ရန်ဆိုပြီးလာကတဲ့တိုင်တောက်တက်ပြီလာဆိုမီလာကတဲ့ချော့ရမမီယူအေးတစ်စင်တုံးရောကွာရမင်းတို့ချီသားပုတ်တွေလူတယ်ကွာတီလာရောင်ကွန်သားပုတ်တယ်မပေးဘူးမင်းမကျွန်တော်ရောကွာโอเคကျွန်တော်တို့ဒီနေ့ညမှာတော့ကျွန်တော်တို့အသားပုတ်တွေဇုံမီတိုင်းနဲ့ပဲအချိန်ကုန်ခဲ့ပါတယ်โอเคကျွန်တော်တို့အသားပုတ်တွေလုံးလုံးရပြီဆိုကျွန်တော်တို့ပပကြီးကျွန်တော် trail မယ် bro ပပနောက်မဇိုမီလာနေ bro နောက်မဇိုမီလာနေဗျဟိုပေါပြီသွားပါပြီကွာဇိုမီမလာတယ်ဟာရဘာခဲ့လာလို့ရောဟာခဲ့လာတော့ကွာဒီ AC trade ဘလို့ပါဆိုဟာရောဇိုမီကရှုပ်တယ်ကွာဟာ bro ပပရော bro ပပ
ကျွန်တော်တို့အင်းကြီးပြင်ပေါင်းပြီးဖနက်โอเคကျွန်တော်ရပြီစုံရိုက်ဆိုဝတ်မယ်ကျွန်တော်တို့ရဲ့ကုံဝတ်မယ်ပေါင်းပြီးကျွန်တော်โอเคကျွန်တော်မနှမ်းမရောက်သေးဘူးဆိုတော့ဒီနေ့ညတော့ကျွန်တော်မီးသွေးလေးတူးလိုက်ဘာညာပေါ့တန်းလေးဟိုကြောက်တူဒီကြောက်တူနဲ့ချိန်ကုန်ခဲ့ပါတယ်โอเคကျွန်တော်တို့မနှက်ရောက်ပြီလားသွားကြည့်လိုက်ကြโอเคကျွန်တော်မနှက်မိုးလင်းကာစာရှိပါရောင်မင်းဘာကနော်ခရီပါမင်းဘာကကျွန်တော်ရှော့ကွာမင်းမသေးဘူးပေါ့ရှော့အားရပေါက်တော့ရှော့ကွာရှော့ကွာဘာကကျွန်တော်မင်းโอเค YouTuber ရေးသွားလိုက်ရအောင်โอเค YouTuber ပဲအောင်နော် YouTuber တွေရောင်းနေဘယ်ရောက်ကုန်တာလဲ YouTuber တွေမာလင်းတို့ပပတို့ကျန်တဲ့ဘယ်သူတွေအောင်ဘယ်ရောက်သွားလဲအဲ့မှာပဲကျွန်တော်တို့ရဲ့ဂိမ်းကြီးကနေထွက်သွားပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်လို့